ဟာငါတို့ဝီကေကတော့ထက်လှုပ်ချလိုက်ပြန်ပြီ ဘယ်လုံးချလိုက်ပြန်ပြီလဲ အိန္ဒိယနိုင်ငံအပိုလိုဆေးရုံကြီးကဝါရင်သမားတော်ကြီးတွေနဲ့အခမဲ့ဆွေးနွေးပွဲကိုထက်စီစဉ်လိုက်တာလေ ဘယ်နေ့လဲဘယ်မှာလုပ်နေ ဇွန်လ23ရက်နေ့ဘက်ဂရာရဲ့ဟိုတယ်မှာမနက်7:00နာရီမှာလုပ်ပါလေ ဘယ်ဆရာဝန်ကြီးလာမလဲညီမ ကြောက်ကတ်ထူးကူသမားတော်ကြီးဒေါက်တာဆန်ချစ်ဂျက်ဆူဂျာကလေးနှလုံးခွဲစိတ်ဆရာဝန်ကြီးဒေါက်တာဂေါရက်ကူမာနဲ့ကင်ဆာထူးကူဆရာဝန်ကြီးဒေါက်တာဒီဘန်ဂျာပန်နာတို့ပါပါလေ ဆရာတွေအကုန်လုံးကအပိုလိုစိတ်ကြည့်ရပဲလား ဟုတ်တာပေါ့အပိုလိုဆေးရုံကြီးရဲ့ဝါရင်သမားတော်ကြီးကြီးလေ ဒါဆိုရင်ဆွေးနွေးခါရော ဆွေးနွေးခါကတော့ခါတိုင်းလိုပဲလုံးဝဖရီ ဒါနဲ့တော့တော်တော်တန်နေပြီနော် အပြီးသေးဘူးကလင်းလုံးထူးခုဆရာဝန်ကြီးဒေါက်တာဂေါရက်ကူမာနဲ့ဘက်ဂရာယန်မှာပြပြီးအိန္ဒိယနိုင်ငံကိုသွားပြီးဆက်လက်ကူးတာမယ်ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာနေထိုင်ခွင့်အခမဲ့တစ်လကိုရအောင်ပါလေ ဟုတ်ဒီဟာမိသားစုတွေတော့ထောက်ကူဖြစ်မယ်နော် ဟုတ်တာပေါ့ဒါကကလေးနှလုံးရောဂါဝေဒနာရှင်များအတွက်ဝီကဲရဲ့စီဒနာတွေလေ ဒါဆို appointment ဘယ်လိုယူကြမလဲ လူဦးရေကန့်သက်ရှိတာမို့ရုံးဖုန်းတွေဖြစ်တဲ့885393256993ကိုအခုပဲဆက်ပြီးဘိုကင်ယူလိုက်တော့နော် ပွဲနေ့မှာစိတ်မတန်းလေးယူလာဖို့လည်းမမေ့နိုင်ဘူးနော် နိုင်ငံခြားမှာစိတ်ကူးသားမယ်ဆိုရင်ဝီကဲကိုတတိယလိုက်နော် ဇွန်လ ဇွန်လ23ရက်နေ့ဘက်ဂရာယန်ဟိုတယ်မှာစုံကြမယ်နော်